မင်္ဂလာပါရှင်ရွှေလင်း audio book မှာကြိုဆိုပါတယ်ဒီနေ့မဖတ်ပြမယ့်ပုံမြင်လေးကတော့တီလာမမြဲသူဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်တခါကတောအုပ်တစ်ခုမှာတရိတ်ဆန်ပေါင်းစုံမိတင်းနေထိုင်ကြတဲ့တခုသောမိုးရာသီမှာမိုးကြီးတိထန်စွာရွာလို့ရေတွေကတောအုပ်ကိုမြုပ်လာတာပေါ့ဒီအချိန်မှာပဲကြားတကောင်ဟာရေလွတ်ရာကိုပြေးရင်တောင်ကမူဆုံးလေးတစ်ခုထိပ်မှာရှိရဲ့အပင်ချေရင်ကရေဆက်ဆက်လေးမှာခုန်နေရတာပေါ့ကွယ်ကြားကအစာရှာမရဖြစ်နေပြီးသူနေတဲ့နေရာကနေတခြားဘဲမှမသွားနိုင်ပဲဖြစ်နေတယ်တတော်လုံးရေမြုပ်နေပြီဆိုတော့ငါအစာရှာလို့လည်းမရနိုင်ဘူးဒီတော့ဒီအပင်အောက်မှာပဲဥပုပ်ဆောင်နေရတော့မယ်ဒါနဲ့ပဲကြားဟာအတိတ်ထံဝင်ပြီးတော့ဥပုပ်ဆောင်နေတာပေါ့ဒါကိုတစ်ပင်ပေါ်ကတစ်ပင်ဆောင်တဲ့ကြီးကတွေ့မြင်သွားတယ်အိုးတီလာကောင်းနဲ့ကြားပါလားငါသူ့ကိုကဲမစောင့်ရှောက်တဲ့နေဒါပေမဲ့သူ့ကိုမကူညီခင်သူ့ရဲ့တီလာတမာတိကိုစမ်းသပ်အောင်ပါပဲဒါနဲ့တစ်ပင်ဆောင်တဲ့လေးဟာတမင်တကောင်ကိုဖန်ဆင်းလိုက်တယ်ပြီးတော့တစ်ပင်နဲ့မလန်းမကန်းကုန်းကမူလေးပေါ်မှာရက်နေတာပေါ့ဥပုံဆောင်နေတဲ့ကြားတမင်ကိုမြင်တာနဲ့ချက်ချင်းတရေတွေကျလာစားချင်လိုက်တာပြီးရောလက်သေးနဲ့အဆွဲတွေကိုထုတ်ပြီးတော့တမင်ကိုဖမ်းဖို့ဟန်ပြင်လိုက်တယ်ဝေါပြီးတော့မှတမင်ကိုခုံအုပ်လိုက်တာပေါ့ဒီအခါတစ်ပင်ဆောင်နဲ့ဖန်ဆင်းထားတဲ့တမင်လေးဟာခုံထွက်ပြေးသွားတော့ကြားလဲရေထဲပြုတ်ကျသွားတော့တာပေါ့ဟိုးစားရမလားလို့ဖမ်းလိုက်ရတာဒါပေမဲ့မရလဲကိစ္စမရှိပါဘူးငါဥပုပ်မကျိုးတော့ဘူးပေါ့ကြားလဲတစ်ပင်အောက်ကိုပြန်သွားပြီးဥပုပ်ပြန်ဆောင်နေတာပေါ့တီလာမရှိဟန်ဆောင်ဥပုပ်ဆောင်တဲ့ကြားကိုတစ်ပင်ဆောင်တဲ့ကလည်းမကူညီတော့ပဲဒီအတိုင်းပဲထားလိုက်တော့တယ်ကဲတင်တိုင်းနဲ့တင့်ကန်တာနေပြီတော့ငကြားရေနေပြီတော့လို့ပြောပြီးတစ်ပင်ဆောင်တဲ့လေးဟာပျောက်ကွယ်သွားတာပေါ့ပုံမြင်လေးကိုနားထောင်နေကြတယ်မောင်လေးညီမလေးတို့လည်းကြားကြီးလို့မချစ်မဲနဲ့ကိုလုံးမဲ့အလုပ်တွေကိုပြီးဆုံးသည့်အထိအောင်မြင်မှုရတဲ့အထိလုပ်ကြရမယ်နော်ကဲမမရဲ့ပုံမြင်အသစ်လေးတွေတင်တိုင်းနားထောင်လို့ရအောင်လို့မမရဲ့ channel လေးကိုလည်း like and subscribe လုပ်ပြီးဘေးနာခေါင်းလောင်းလေးကိုနှိပ်ပေးသွားအောင်နော်တတား